ကျေးဇူးတင်ပါတယ်ကျမတို့အစီအစဉ်တွေလည်းအများကြီးရှိပါသေးတယ်အဲ့တော့မပြန်မဲနဲ့ပြီးခဲ့တဲ့တကြံပွဲကဓာတ်ပုံတွေနဲ့ကျမတို့အားလုံးအတူတူမျှဝေပြီးပြန်ပြီးခံစားကြပါဦးလို့ပြီးရင်လည်းကာရာအိုကေလေးတွေဆိုပြီးမှပြန်ကြပါလို့အခုပထမအဆုံးအစီအစဉ်နေနဲ့ကျမတို့ရဲ့ Southern California တကြံပွဲမှာပညာရေးကျွန်းစုပေးပွဲအစီအစဉ်ကိုအခုနှစ်မှာရောပဲရခင်နှစ်တွေမှာရောပဲကူညီစီစဉ်ပေးခဲ့တဲ့ဥဆောင်စီစဉ်ပေးခဲ့တဲ့ဆရာဒေါက်တာခရစ်စတိုဖာလီကိုဖိတ်ခေါ်ချင်ပါတယ်ဆရာနှစ်စဉ်နှစ်တိုင်းပဲကျမတို့အမြဲတမ်းကူညီပါတယ်အသင်းရဲ့ Vice President လည်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဆရာခရစ်စတိုဖာလီအတွက်ကွန်ပျူတာလက်မှတ်ချီးမြှင့်မှုဒေါက်တာဇော်ထွန်းလည်းစင်မြင့်မော်ကိုဖိတ်ခေါ်ချင်ပါတယ်ရှင်ကဲဆရာခရစ်စတိုဖာလီစင်မြင့်မော်ကိုကြွပေးပါရှင်ကဲကျမတို့ဆရာခရစ်စတိုဖာလီကနေတဆင့်ဒီနှစ်မှာလှူအားပေးခဲ့ကြတဲ့သူတွေအားလုံးကိုဂုဏ်ပြုလက်မှတ်ပေးရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Alvin Lai ကိုဖိတ်ခေါ်ချင်ပါတယ်ရှင်Alvin Lai မလာရင်နောက်ကတင်တင်ဝင်းကိုဖိတ်ခေါ်ချင်ပါတယ်โอเคကျမတို့ကိုပါဟိန်းမောင်ကိုဖိတ်ခေါ်ချင်ပါတယ်ခဏလေးကိုခင်မောင်ဝင်းကိုဖိတ်ခေါ်ချင်ပါတယ်ရှင်ဒေါက်တာအာဗင်နဲ့ဂျန်နီကိုဖိတ်ခေါ်ချင်ပါတယ်အာဗင်နဲ့ဂျန်နီโอเคကျမတို့အထူးကူညီခဲ့တဲ့ဒေါက်တာပီတာဆင်ကိုဖိတ်ခေါ်ချင်ပါတယ်နေရီဘမှာတောက်လျှောက်ပြင်ပန်းခံပြီးတော့နေရာမရွေ့ပဲနဲ့ကူညီပါတယ်ဒီနေ့အများကြီးပဲโอเคကျမတို့ဆက်လက်ပြီးတော့ Mr. Christopher Wong ကိုဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ဆက်လက်ပြီးတော့မင်းသူလွင်ကိုဖိတ်ခေါ်ချင်ပါတယ်ရှင်ဟုတ်ကဲ့ဒီပွဲမှာအစအဆုံးတိုင်ထူးသဖြင့်သေးစိတ်ကနေစပြီးအကြီးဆုံးကိစ္စတွေအထိပြင်ပန်းခံပြီးနေမနာညမနာစူးစမ်းခဲ့တဲ့ဒေါက်တာဖိလစ်ဇော်ထွန်းကောနဲ့မစ္စဆန်ဒီကိုဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ဆက်လက်ပြီးတော့ကျမတို့ရဲ့ Vice President ဖြစ်တဲ့အမြဲတမ်းလည်းဓာတ်ပုံတွေရိုက်ပြီးကူညီခဲ့တဲ့ဒေါက်တာဇော်ဝင်းလွင်နဲ့မတ်တန်တန်းကြီးကိုဖိတ်ခေါ်ချင်ပါတယ်ကျမတို့က2ရွက်ရိုက်ရင်2ယောက်တက်နေရမှာဆိုလို့တခါတည်း1ရွက်ထဲမှာပဲအတူတူတွဲပြီးရိုက်ထားပါတယ်နည်းနည်း safe လုပ်တာပေါ့နော်ဟုတ်ကဲ့ကျမတို့အသင်းရဲ့အတွင်းမှုဖြစ်တဲ့ Mr. Henry နဲ့ Nolan Cover ဒီကြံပွဲပဲဖြစ်ဖြစ်ပဲကိစ္စမဆိုအမြဲတမ်းစစရရအသင်းကိစ္စတွေမှာကူညီတဲ့သူတွေဖြစ်ပါတယ်ကို Henry နဲ့ Nolan ကိုဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့အဲ့ဒီနောက်မှာတော့တင်းရဲ့တွဲပဲတွဲမှုဖြစ်တဲ့အောင်မျိုးသူနဲ့4နိုင်ပါအဲ့တော့ကိုအောင်မျိုးသူမလာနိုင်တဲ့အတွက်ကြောင့်သမီးရယူပါလိမ့်မယ်ရှင်သမီးနဲ့ခိုင်းစားသူဖြစ်ပါတယ်ဟုတ်ကဲ့ကျမတို့အမြဲတမ်းနှစ်စဉ်နှစ်တိုင်းကူညီတဲ့မန္တလေးကဇက်ကမန္တီလာဆယ်ကိုဖိတ်ခေါ်ချင်ပါတယ်ရှင်
နီလာလည်းကိုစားတက်ပါတယ်ကိုမမောင်ကြည့်ပါကဲဆက်လက်ပြီးတော့ကျမတို့အသင်းကိုအများအားဖြင့်ကူညီတဲ့ meeting တွေလည်းအများအားတက်ပါတယ်ဥတင်နွယ်နဲ့ဒေါ်အေးအသန်းမှာဥတင်နွယ်ကိုဖိတ်ခေါ်ကြပါရရှင်ဆရာကိုအထူးပဲကျေးဇူးတင်ပါတယ်ဆရာရဲ့ဆရာ